အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မန္တလေးအစားအစာကောင်းကောင်းလေးရတဲ့ဆိုင်ကိုလင်းကခေါ်သွားပါမယ်ဒီဆိုင်မှာကလေမန္တလေးအစားအစာကတော်တော်လေးလဲစုံတယ်အရသာကလည်းတော်တော်လေးလဲကောင်းပါတယ်တခါတလေဆိုရင်လင်းမန္တလေးလက်ရကောင်းကောင်းလေးစားကျင်နေဆိုရင်တော့ဒီဆိုင်လေးမှာစားနေကြပါတော့ဆိုင်ရပုံစံလေးကလည်းအခုလိုမျိုးအပေါ်တက်အောက်ထက်နှစ်ထပ်ပုံစံလေးဖြစ်ပြီးတော့ရိုးရိုးရှင်းရှင်းလေးနဲ့ထိုင်လို့လဲကောင်းပါတယ်ဆိုင်မှာမန္တလေးမိရှိအပြင်ကိုပဲခိုရာမုတ်တီမန္တလေးမုတ်တီမန္တလေးထမင်းမောင်းဓာရီအပြင်ကိုပဲနန်းကြီးနလက်တုပ်ရှမ်းစားစာတွေဖြစ်တဲ့ရှမ်းခောက်ဆွဲတိုပူးနှွေးတိုပူးကြော်မြေဦးမိရှိဓာရီလည်းရတယ်ကော်ဖီလက်ဖီဓာရီလည်းရပါတယ်ရှင်ဒီဆိုင်ရဲ့ထူးခြားချက်ကလေသူမုတ်ဖက်နဲ့ပဲမုတ်ကိုစကိုင်းဘက်ကနေဓာတ်ရိုက်ယူတာဖြစ်ပြီးတော့မန္တလေးမိရှိမှာပါတဲ့ပဲငက်ပီးနဲ့တခြားသောပါဝင်ပစ္စည်းတွေကိုလည်းမန္တလေးကနေပြီးတော့ဓာတ်ရိုက်မှာယူတာပါဈေးနှုန်းတွေကိုဆိုရင်လည်းပုံလေးတွေနဲ့တွဲပြီးတော့ကြည့်လို့လွယ်အောင်လုပ်ပေးထားတာဆိုတော့တော်တော်လေးကိုမှအဆင်ပြေပါတယ်။ဒါကတော့လင်းစားဖို့အတွက်မှားထားတာတွေပါ။မန္တလေးမြို့ရှိခိုရာမုတ်တီရှမ်းထမင်းချင်းတူပူးကျော်နဲ့လက်ဖက်ရည်ပူပူလေးမှာတောက်ခဲ့ပါတယ်။ဒီဆိုင်မှာအသားဆိုရင်လေရွေးချယ်စရာကများတယ်။လင်းတို့ပုံမှန်ကြက်ဝက်အပြင်ကိုပဲအမဲကြောဒုတ်ထိုးအစုံနံရိုးပေါင်းကြက်ပေါင်းငဖယ်ပေါ့နော်။ဒါတွေရတဲ့အတွက်ကိုကြိုက်တာတွေမှာပြီးတော့စားလို့ရပါတယ်။မန္တလေးမြို့ရှိကိုတော့လင်းကအမဲကြောနဲ့မှာပြီးတော့စားခဲ့ပါရဲ့ရှင်။စားရတာကလေအရသာရွှဲရွှဲလေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်။အရသာကတော့ကွက်တီပဲပေါ့နော်။ဒီထဲမှာပါတဲ့အမဲကြောကလည်းပေါ့နော်။ပါတဲ့ပိုရှင်လေးကများပါတယ်။ခိုရာမုတ်တီကတော့ဒီဆိုင်ရဲ့အစ်ကနေချပါပဲ။ရှူရှူရှက်ရှက်လေးစားခြင်းတဲ့အတွက်ရှူရှူရှက်ရှက်လေးတောက်ခိုင်းထားပါတယ်။စီကျန်းနဲ့မှုမွေးလေးကိုမှပဲမုတ်စီစီလေးနဲ့တုတ်ခိုင်းထားတာပေါ့နော်ပဲမုတ်စီစီလေးကိုမှပဲမုတ်နဲ့တင်းတင်းလေးနဲ့လေတော်တော်လေးကိုမှထိထိမိမိလေးစားလို့ကောင်းတာပါခိုရာမုတ်တီကိုတော့နံရိုးပေါင်းနဲ့မှာပြီးစားခဲ့ပါတယ်အသားကလေးဝါလိုက်တဲ့အခါမှာနူးဣပြီးတော့တော်တော်လေးစားကောင်းတဲ့ထဲမှာပါပါတယ်ရှင်ရှမ်းသမင်းကျင်ကတော့ကြီးလိုက်တာနဲ့ကိုပဲပေါ့နော်စီစီလေးနဲ့စားကောင်းတဲ့ပုံစံလေးပေါ့ရှမ်းထမင်းကျင်ကိုမှလည်းလင်းကဂျူးမြင့်နဲ့တွဲပြီးစားရတာပို့ပြီးတော့မိုက်တယ်ပို့ပြီးတော့ကြိုက်တယ်ပေါ့နော်ဒါတွေအပြင်ကိုပဲအဲ့မှာငရုတ်သီးကြောက်ကြော်လေးကတ်လိုက်ရတာကလေထိထိမိမိလေးနဲ့တော်တော်လေးစားကောင်းပါတယ်တိုဘူးကြော်ကတော့ဒီဆိုင်မှာ customer မှာမှပဲကြော်ပေးတာဆိုတော့ပူပူနွေ့နွေ့လှလက်ဆက်ဆက်လေးစားကောင်းပါတယ်ရှင်အပြင်သားမွမွလေးကိုမှအတွင်းသားတိုဘူးအီလေးကလေအချင်းနဲ့တို့စားတဲ့အခါမှာဆိုရင်တော်တော်လေးကိုစားလို့ကောင်းတာပါဒီဆိုင်မှာကလက်ဖက်ရည်ပြီးရင်ကော်ဖီလည်းရတယ်ပေါ့နော်အဲ့တော့လက်ဖက်ရည်ကတော့လင်းကမလိုက်အပြည့်နဲ့လက်ဖက်ရည်လေးမှတောက်ခဲ့ပါတယ်လုံးဝကိုချူစိမ့်ပြီးတော့လေတော်တော်လေးတောက်လို့ကောင်းပါတယ်ရှင်အဲ့တော့ဒီဆိုင်လေးရဲ့နာမည်ကလေမန္တလေး Food House ပါဆိုင်လိုက်စာလေးကအမှတ်991မြင်းကြီးတက်ဝေးစံလာလမ်းနဲ့မြစ်တာလမ်းတောင်မြစ်တာလမ်းမှာပေါ့တောင်ကလာမြို့နယ်မှာရှိတာပါရှင်ဆိုင်လေးကမနက်9:00နာရီကနေပြီးညနေ9:00နာရီထိဖွင့်ပါတယ်လင်းရဲ့ blog လေးကဒီလောက်ပါပဲရှင်အားလုံးကိုကျေးဇူးတင်ပါတယ်တတ်တာ